သူညက်မှာဒီလိုပုံစံလေးနော်ညက်မှာကိုရီးယားမင်းသားစတိုင်လေးဖြူလေးအောက်ကညက်ခံမယ်အောက်ကညက်ခံမယ်မော်ဒယ်ရတော့ဒါနည်းနည်းတော့မဲတယ်တင်းကြီးခံပြီးတော့ကြည့်ပြီပေါ့နော်โอเคထုံးစံတိုင်းပဲဘာပုံညက်တယ်ဆိုတာအဓိကမဟုတ်ဘူးဘယ်လိုညက်တယ်ဆိုတဲ့အယူဆလေးတွေကိုအဓိကကြည့်ဖို့အတွက်ကိုဒီကနေပြီးတော့အကြံဉာဏ်တိုက်တွန်းကြပါတယ်အထူးဒါဆိုလို့ရှိရင်သူကဒါတောက်ရှည်လေးနဲ့အထူပုံလေးလေခွဲပုံစံလေးပေါ့နော်တင်ယုံညွန်းတဲ့ level 8ထဲမှာဆိုရှင်နောက်ဆုံး level ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါဆိုအရန်ကြီးကျွန်တော်တို့ပါတဲ့ပုံစံမဟုတ်ဘူးအရန်ကြီးတိုတဲ့ပုံစံမဟုတ်ဘူးအောက်ကမော်ဒယ်ကိုတော့နည်းနည်းတင်းကြီးခံပြီးတော့ကြည့်ပေးအသားရည်လေးပဲကွဲတာမျက်နှာကျဆင်တယ်နှာခေါင်းလေးကသူကပူလာတယ်ရှာတော့ခံနှာခေါင်းသူကโอเคအဲ့တော့စကားတွေအများကြီးပြောတယ်ဆိုလို့ရှိရင်အမားတွေအများကြီးပါနေမှာဆိုလို့ဘယ်လိုပုံစံလေးညှက်တယ်ဆိုတော့ foundation လေးကိုပဲတစ်ချက်လေ့လာကြည့်ပါသမင်းပညာကိုဝါသနာပါတဲ့သူတွေလေ့လာနေတဲ့သူတွေအကြောင်းမျိုးမျိုးကြောင့်သင်တန်းမတက်နိုင်တဲ့သူတွေအတွက်ဒီဗီဒီယိုဖိုင်လေးကအကျိုးတစုံတရာရပါလိမ့်မယ်သင်ကြားပေးတဲ့ပုံစံကတော့မြန်မာနည်းမြန်မာဟန်နဲ့မိတ်ရင်မြန်မာပေါ့နော်ရိုးရှင်းလွယ်ကူတဲ့နီးစနစ်လေးတွေပါကျွန်တော်တပည့်တို့သင်ကြားတဲ့အတိုင်းတိတိကျကျလေးသင်ပေးတာဖြစ်ပါတယ်โอเคအဲ့တော့တို့ကစပင်တကောင်းစားတင်ညှက်တော့မယ်ဆိုလို့ရှိရင်စီခွဲချောင်းတေချာညညာဆိုတာခွဲရေပြန်ကောင်းရှင်းဒါပြီးပြီဆိုလို့ရှိရင် foundation ဒီဘက်ချမ်းမှာမနေ့ကဆရာတင်ယုံညွန်းတဲ့အတိုင်းပဲကကြီးနဲ့ညှက်မယ်ပြီးရင်ဒီဘက်ကအထူအပါအတူရှည်တိုင်းပဲဟိုဘက်ချမ်းကြလို့ရှိရင်တော့မော်တာနဲ့ညှက်မယ်နှစ်မျိုးလုံးရတယ်ဟုတ်တယ်နော်ကိုကြိုက်တဲ့ပုံစံနဲ့ညက်ကိုအားတန်တယ်လို့ညက်ကိုစိတ်တိုင်းကြတယ်လို့ညက်ကိုကျွမ်းကျင်ပိုင်နိုင်တယ်လို့ညက်မယ်နော်ဒီမှာဆိုလို့ရှိရင်ဒါ customer ကိုတို့ကဒါကတော့ तू ကတော့ဆရာတော့ဒါ model ဖြစ်တဲ့အတွက်ဒီပုံညက်မှာမလို့ပေါ့မင်းတို့ညက်မယ်ဆိုလို့ရှိရင်နော်တင်ယုံညွန်းတဲ့အတိုင်း theory တွေအတိုင်းမလုပ်ပါလဲဘလောက်အတူရှိအထူပါကိုတခြားမေးမယ်မေးပြီးတော့မှ guideline စပြီးတော့ပေးမယ်โอเคဟုတ်ပြီနော်ကဲအဲ့တော့စပြီးရှွိုင်းမယ်ဒီနေရာမှာကကြီးနဲ့ဘီးနဲ့တသားလေးကြာနေဖို့လိုအပ်ပါတယ်နော်ဘီးကတော့ရတယ်ကိုကျွမ်းကျင်တာနဲ့ကင်အထူနဲ့ကင်လဲရတယ်ဆရာတို့ဒါအပားနဲ့ကင်တာနည်းနည်းလေးပါဖြစ်နေအချင်းဖြစ်နေလို့နော်ဒီလိုဒီထဲမှာပါလဲငကွေးလေးတွေဟာလာဒီမှာဆွဲလိုက်ပြီနော်ဒီမှာဘီးနဲ့ဆွဲပြီးတော့ဒီ white ကလေးတွေကိုဒေချာညီညီလေးတိမယ်ဖုန်းထဲကကြည့်တဲ့သူတွေကကြတော့ဘာဖြစ်မလဲဆိုတော့နည်းနည်းလေးအလင်းမောင်လေးတော့နည်းနည်းတင်းကြီးခံပါရိုးရိုးဖုန်းနဲ့ပဲရိုက်တာဆိုတော့ကင်မရာနဲ့မရိုက်တော့ကြတော့နော်โอเคနံပါတ်တောက်ကလေးကတိုဒီဖြစ်စေရှည်ဒီဖြစ်စေအစွန်းစားလေးတွေကိုညီအောင်ညှိမယ်ဆိုဒီမှာဒီပချမ်းကိုဒီလိုဆွဲပြီးတော့တိမယ်โอเคဒါဆိုလို့ရှိရင်ဒီမှာငကွေးလေးတွေကစားဆရာတို့အစွန်းစားလေးတွေမရှိတော့ဟုတ်တယ်နော်ပြီးရင်အတွင်းမှာလည်းပြန်ယူပြီးတော့ညှိမယ်ပြီးမှဒီကောင်လေးကိုဓာတ်လေးနဲ့ရိပ်ပြီးတော့မှခုနပုံတဲ့အတိုင်းတောက်လေးကိုနည်းနည်းလေးခြုံပေးမယ်နော်ကကြီးရှိပ်ပုံစံမျိုးလေးဂိုင်းနဲ့ထိုးတယ်နော်ဂိုင်းနဲ့ထိုးတဲ့အတိုင်းပြပြလေးပဲမင်းတို့ကတော့ဘီးပါနဲ့အစင်မပြေဘူးဆိုလို့ရှိရင်အထူနဲ့ညက်ပေါ့နော်သူ့ပုံနဲ့အတိုင်းဆိုလို့ရှိရင်တို့ငကွင်းကြီးကတားနှင်းကျဲလားကျဲပါဘူးကျဲဘူးမှရှိတ်လေးတက်ပြီးဆိုလို့ရှိရင်လက်ကလေးကထောက်မယ်ဘီးနဲ့ဖီးမယ်အစာလေးတွေကိုပြီးရင်တို့ပြန်လှုပ်လိုက်ရင်အစာထဲကိုပြန်ဝင်သွားမှာဖြစ်တဲ့အတွက်ဒီမှာမလွတ်ဘူးဒီမှာဟိုဘက်ဒီဘက်ပြီးမှဒီတိုင်းလေးသွားငကွင်းလေးကို white ကလေးပဲโอเคပြီးရင်မဒါလေးတွေရှိတယ်เนาะဒီအစာလေးတွေရေးကြည့်တယ်เนาะဒါဆိုရင်တော့ဘယ်လိုညှိမထောက်ထားလိုက်ဒီလိုဆိုရင်ထဲကိုဝင်သွားမှာလေเนาะဘီးလေးနဲ့ဒီမှာထောက်ထားပြီးတော့ညှိအရွက်ညှက်မိမယ်เนาะလေးချင်းတဲ့နေရာမှာဆိုလဲဆရာတို့တူတူပဲမြန်မှုမလို့မှန်မှုပဲလို့တယ်မှန်အောင်လေးချင်းမှန်ရင်တော့သူမြန်လာလိမ့်မယ်โอเคပြီးရင်နားနောက်ဘေးအစင်းလေးဆိုရင်လည်းဆရာတို့မှာ0ဒီဂရီ45ဒီဂရီလောက်တွေဆောင်းမယ်တားနေလည်းအများကြီးဆောင်းမတော်ဒီမှာကောက်သားရင်းနဲ့ထူးနေတာတွေ့လားနော်ဘီကိုကင်တဲ့အခါမှာအားရပါရကြီးလိုကြီးမဲတင်းပြီးတော့စုံမကင်နဲ့ပေါ့ပါလေးပဲကင်နောက်တာဂျူနီယာတွေဘီလေးချင်းတဲ့ခါကြလို့ရှိရင်တစ်ထက်မှာပေါ့ပါလေးပဲဗီဒီယိုဒီမှာဖွားလေးပဲဒီနဲ့ကကြီးနဲ့တသားလေးကြာနေမှာတခါလေလူမျိုးတွေလည်းပေါက်မညက်ဘူးเนาะသူထွက်တဲ့သမင်လေးကိုပဲဖြည်းဖြည်းပဲချိန်တိုင်းတော့သူမြန်လာလိမ့်မယ်เนาะမြန်အောင်လေးချင်းရမှာမဟုတ်ဘူးမှန်အောင်လေးချင်းရမှာเนาะဟ
န်ချက်ညီအောင်လက်စမှန်အောင်ဘီနဲ့ကကြီးနဲ့အသားလေးကြအောင်လေ့ကျင့်ရမှာအသားလေးကြပြီးဟန်ချက်ညီပြီးလက်စမှန်လိုက်ပြီဆိုရင်သူကလည်းတူတူပါဖြစ်သွားမလဲညက်တာမြန်လာလိမ့်မယ်စိတ်မပူနဲ့မမြန်ပါဘူးစိတ်မပူနဲ့နော်ဟေးစပင်းမေးမလို့စပင်းကိုဘာအောင်မေးမှာအော်အေးဟုတ်ပြီโอเคအဲ့တော့ဒီမှာဒီဘက်ချမ်းလေးရတော့ဗာဖြစ်သွားပြီလေတက်ရက်ကလေးဖြစ်သွားပြီဟုတ်တယ်နော်ဒီမှာဘာတွေဖြစ်ခဲ့လဲဒီစပင်းတွေကဒုံးတီတွေဖြစ်ခဲ့ဟုတ်တယ်ဗျာဒုံးတီတွေဖြစ်ခဲ့ဘာလုပ်အောင်မလဲတစ်ဖက်ကွက်ကကြီးလေးနဲ့သဘောကျလေးဖြစ်အောင်ပြန်လိုက်ရမယ်ဟုတ်တယ်မလားနော်အဲ့တော့ဒီမှာဆရာတို့အကျန်းညှက်ပြီးသွားတဲ့ခါကျတော့သူ့လိုမျိုးလေးပဲဒီမှာနားကလည်းထောက်ကလေးပဲနောက်ကလည်းအစင်းလေးပဲအရန်ကြီးလည်းမြင်တာတွေပါတာတွေမရှိဘူးအဲ့တော့ဒီနေရာတွေအားလုံးကဒုံးတီတွေတို့ညှက်ပြီးသွားပြီနော်ညှက်ပြီးသွားဆိုတော့ကျတော့သဘာဝကျလေးဖြစ်အောင်တစ်ဖက်ကွက်ကကြီးနဲ့အဖျားလေးတွေကိုလိုက်မယ်ခုနညှက်ခဲ့တဲ့ပုံစံတိုင်းပဲနော်အဖျားကိုသဘာဝကျလေးဖြစ်အောင်လိုက်ရုံပဲနော်လိုရတဲ့လောက်ပဲနော်လိုရင်ထက်လိုက်လို့ရရင်နော်အရန်ကြီးလည်းပြောမယ်ဆိုကွာကကြီးနဲ့ပါသွားတာကိုပါတဲ့ခါမှာလည်းများသွားမှဆိုရတယ်လားသူကဘောင်းဆိုကြတော့ဆလာကလေးကခေါင်းစဉ်ကဘာလဲဘာခေါင်းစဉ်လဲနော်ဇာတို့ခေါင်းစဉ်ကအထူပုံဟုတ်တယ်မလားနော်ချက်ထဲလိုက်တာလေအဲ့လို2ချိန်3ချိန်လောက်လိုက်ပါတော့2ချိန်3ချိန်လောက်လိုက်လို့ရှိရင်ပို့ပြီးတော့ညီတာပေါ့ဟုတ်လားဒီဘက်ကကြီးလေးကောင်းတာဘယ်သူဟာလေးတော့โอเคဒါဆိုရင်ဖြားလေးတွေပါသဘာဝကျသွားပြီပြီးရင်ညှက်ကောင်းတိုင်းတော့မညှက်နဲ့ခါပြီးမှတ်မလားအောက်ကအဲ့ဒါရားနေမယ်တီယိုရီတွေအတိုင်းပဲဘေးနှစ်ထင်ကဲ့သို့နောက်ပိုင်းကိုဘာဖြစ်လဲလေပဲညီအောင်ဆိုပြီးတော့ဟုတ်တယ်မလားเนาะဒီမှာမညှက်ချလိုက်ဒီမှာထူးနေတာတွေကောက်နေတာလေဘေးနှစ်ထင်အတိုင်းပဲเนาะဘေးနှစ်ထင်တဲ့ပါသွားလို့လည်းမရဘူးတူသွားလို့လည်းမရဘူးเนาะသူ့ရဲ့ level တိုင်းဒီမှာညှက်ခဲ့တဲ့ guideline ရှိရလေအဲ guideline တိုင်းပဲသူကညှက်မမူးလက်အောင်မလားမလက်တော့ဘူးเนาะအရှိန်နေနဲ့ကြာတယ်เนาะဟိုဘက်ချမ်းကဘေးအစင်းတိုင်းပဲ guideline တိုင်းပဲ level ညီအောင်ခေညှက်ပြီအဲ့တော့ဒီကောင်ကဒုံးတီတင်မလာဘူးဒီစပင်ကဒီလိုတိချလိုက်လို့ရှိရင်အထစ်ကြီးဖြစ်သွားလို့ရှိရင်မလာဘူးဟုတ်တယ်နော်အဲ့ဒါတော့မျောလေးနဲ့အချွန်ချွန်လေးတွေဖြစ်အောင်လုပ်โอเคဆက်သေးလေးနဲ့ဒီမှာဆက်နေဒီမှာအောက်ခြေလေးကိုထိုးလိုက်ဓာတ်မြင့်လည်းမဟုတ်ဘူးနော်ဓာတ်ရိပ်တဲ့အဆက်ကလေးလောက်ပဲမှန်းပြီးတော့ထိုးလိုက်မယ်နော်အဲ့လိုထိုးပြီးရင်လည်းဒီလိုလေးချစ်ချတဲ့နေရာမှာလည်းဆက်ကနော်ဒီအသေးဖြစ်တဲ့အတွက်ကြောင့်မို့လို့စူးတာတွေရှာတာတွေဖြစ်တတ်တယ်ဖွားဖွားလေးပဲချစ်မယ်နော်အဲ့ဒါတို့ဒါဓာတ်ရိပ်ကိုအရာပေးလိုက်တဲ့ပုံစံမျိုးပဲဓာတ်ရိပ်မဲ့အောက်ထိအဆက်မှာနော်ဒီမှာဆိုလည်းသူဆင်းခဲ့တာလေးကိုတခါတည်းသွားလိုက်โอเคဒီလေးဆွဲပြီးတော့ဒီလေးတွေချစ်ချအသားလေးကဲဟုတ်ပြီဒါဆိုလို့ရှိရင်ဒီနေရာမှာတခုစဉ်းစားရမှာကဒီကောင်တို့ကဒီတိုင်းကြီးတိတ်လိုက်တယ်ဆိုလို့ရှိရင်ဒုံးတီဖြစ်သွားမှာအဲ့လိုကြီးဒုံးတီမဖြစ်ချင်ဘူးမဖြစ်ချင်တဲ့ခါကျတော့အချုံချုံပုံစံလေးတွေဖြစ်အောင်ညှက်ဘယ်လိုပုံစံမျိုးညှက်မလဲကိုညှက်ချင်တယ်လို့ညှက်ဒုံးတီမဖြစ်ဖို့ရဲ့ဒါလေးပျောက်သွားဖို့ရဲ့ရပြီအဲ့တော့နော်ဆရာတို့ဒီမှာရိုးရှင်းတဲ့နီးနဲ့ဒါလေးနဲ့ညှက်လိုက်မော်တာနဲ့ညှက်လိုက်โอเคဒုံးတီဖြစ်သေးလားအဲ့ဒါဆိုဟုတ်တယ်နော်ကကြီးနဲ့ညှက်ရောမရဘူးလားကြိုက်တာနဲ့ညှက်ဒီလိုဖြစ်သွားဖို့ပဲအရေးကြီးတယ်နော်သွားနဲ့ကြိုက်လဲရတယ်ဘာမှဖြစ်ဘူးโอเคဟုတ်တယ်မလားနော်โอเคဒါဆိုလို့ရှိရင်ဟုတ်ပြီဒါဒီမှာ foundation ပြီးသွားပြီအဲ့တော့ဘာဖြစ်သွားလဲဒီစပင်တွေကဒုံးတီဖြစ်သွားပြီโอเคနော်ပြီးပြီဆိုမှအဲ့ဒါတို့ခဏမလိုက်တော့ဒီဘက်ချမ်းမှာချောသက်တစ်ခါတည်းပြီးခဲ့ပြီဒါ